တန်ဖိုးမဲ့တဲ့ခံစားချက်မျိုးအခြေအနေမျိုးကိုမကြာခဏခံစားဘူးပါသလားဒါဆိုရင်ကိုယ့်ရဲ့တန်ဖိုးအမှန်ကိုအချိန်အနည်းငယ်လေးပေးပြီးတော့စဉ်းစားဘူးပါသလားကိုယ့်ရဲ့တန်ဖိုးအမှန်ကိုဘယ်လောက်ထိသတ်မှတ်ထားသလဲဒါကအဓိကထားပြီးတော့စဉ်းစားရမယ့်အကြောင်းအရာပါလူအချင်းချင်းပေါင်းသင်းဆက်ဆံရေးမှာ relationship ကြားမှာဂရုမပြုခံရဘူးလို့ခံစားရပါသလားအလုပ်တွေလုပ်နေတာတောင်မှကိစ္စရက်တွေလုပ်နေတာတောင်မှမတန်ပါဘူးကွာလို့ခံစားရဘူးလားဒီလိုတန်ဖိုးမဲ့တဲ့ခံစားချက်မျိုးအခြေအနေမျိုးကိုမကြာခဏခံစားဘူးနေတယ်ဆိုရင်ပထမဆုံးအချက်အနေနဲ့ appreciate your ဆိုပြီးတော့ကိုအတိအမှန်ပြုပါကိုယုံကြည်မှုရှိပါဒုတိယကကိုအဲ့ဒီတန်ဖိုးမဲ့တဲ့အတွေးတွေဝင်မလာနိုင်အောင်ညင်းပယ်နိုင်တဲ့ခံစားချက်ကိုမွေးမြူပါတတိယအချက်အနေနဲ့ဒါကတော့အဓိကထားရမယ့်အကြောင်းအရာပါကိုတန်ဖိုးထားပါကိုလေးစားမှုတွေရလာအောင်အရင်ဆုံးပြန်စဉ်းစားပြီးတော့မွေးမြူပါ